여러분 안녕하세요. 아쿠가로 토픽 샤우라티네 니고 빼빼비만ဖြစ်ပါတယ်. အရင်ဦးဆုံး topic မြန်မာ.com နဲ့ဝင်ပြီးတော့ကိုအကောင့်ဖွင့်ထားတဲ့စီကိုဝင်ပြီးလိုက်ပါပြီးရင်စာမေးပွဲရှောက်ရန်ကိုနှိပ်ပါနှိပ်ပြီးရင် okay နှိပ်ပါပြီးတော့ရင်တော့ topic 1ဖြည့်မယ်ဆိုရင်1ကိုရွေးမယ်2ဖြည့်မယ်ဆိုရင်2ကိုရွေးပေးပါရွေးပြီးတော့ရင်တော့ sheet 2ကိုနှိပ်ပေးပါပြီးရင်တော့ကိုယ့်ရဲ့အချက်အလက်တွေမှန်စစ်ဆေးပေးရပါမယ်အားလုံးမှန်ရင်တော့ရှစ်တို့ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကိုယ့်ရဲ့ဓာတ်ပုံကိုဒီပုံမဲ့သုံးမလားလဲအောင်မလားပေါ့နော်လဲမယ်ဆိုရင်တော့ my page မှာသွားပြီးတော့လဲလို့ရတယ်ပြီးရင်ကိုယ့်ရဲ့ဓာတ်ပုံကဒီအချက်တွေနဲ့ကိုက်ညီလားဆိုပြီးစစ်ပေးရပါမယ်ကိုက်ညီရဆိုရင်တော့အကုန်လုံးကိုအမှန်ချစ်ပေးလိုက်ပါပြီးရင်တော့ရှစ်တို့ကိုနှိပ်ပေးလိုက်ပါသူပြောထားတဲ့အတိုင်းအဲ့လိုစပင်းနေမကွယ်ရဘူးလို့နေကမျက်မှန်မတက်ရဘူးလို့ဒါမျိုးလေးတွေလိုက်နာပေးရပါမယ်ပြီးရင်တော့ကိုယ့်ရဲ့အချက်လက်တွေမှန်လားဆိုတာကိုနောက်ဆုံးတစ်ခေါက်ထပ်စစ်ရပါမယ်ကိုဖြေမဲ့စာမေးပွဲအကျဉ်းအရေးအတွက်စာမေးပွဲ1လား2လားနောက်ပြီးရင်နာမည်ကိုကိုရီးယားလိုအင်္ဂလိပ်လိုမှန်လားငွေတက်ကလေးမှန်လားစစ်ပေးရပါမယ်ပြီးတော့ရင်တော့စာမေးပွဲဖြေဆိုခြင်းပေးသွင်းရန်လမ်းညွှန်ချက်ရဲ့ငွေပြန်အန်းတကယ်လို့ကိုကပယ်ဖြတ်ချင်တယ်ဆိုရင်ပေါ့နော်ငွေပြန်အန်းနဲ့နီးဘယ်လိုယူမလဲဆိုတာလေးတွေကိုသူဒီမှာအညွှန်ပြထားပါတယ်ဒါလေးကိုဖတ်ကြည့်လို့ရပါတယ်ဖတ်ကြည့်ပြီးတော့ရင်တော့ဝင်စားမှုစီးရတဲ့ကိုကြီးအချက်လက်မူဝါဒကိုသဘောတူတည်ကိုအမှန်ချစ်ပြီးတော့ရှောက်လာတင်သွင်းရန်ကိုနှိပ်ပေးလိုက်ရင်ရပါပြီရှောက်ထားခြင်းပြီးဆုံးပါပြီလို့ပေါ်လာရင်ရပါပြီဒါဆိုရင်ရှောက်ထားမှုအတီးပြုကိုနှိပ်လိုက်ရင်တော့ကိုယ့်ရဲ့တပ်ပုံရဲ့ကိုဖြေမဲ့စာမေးပွဲအချိန်ကြီးအတွက်ရပေါ်လာပါတယ်ဒါဆိုရင်တော့ရသွားပါပြီရှောက်တာပြီးသွားပါပြီရှင်ဒါကိုမှကိုကမဖြေချင်တော့ဘူးပဲဖြတ်ချင်နေဆိုရင်ရှောက်လာပဲဖြတ်ကိုနှိပ်ပေးလိုက်ရင်ရပါတယ်ရှောက်လာတင်ပြီးချင်းမှာတော့ဖုန်းနံပါတ်တန်းပြီးတော့မထွက်ပါဘူးစောင့်ရပါမယ်ရှင်